မင်္ဂလာပါဒီခေါက်ဆွေးနွေးချင်တာကတော့ arc length ကိုဘယ်လိုရှာတယ်ဆိုတော့သူရဲ့ formula ဖြစ်ပေါ်လာပုံလေးကိုဆွေးနွေးချင်တာဖြစ်ပါတယ်ပထမဆုံး arc length က circumference နဲ့ချိတ်ဆက်နေတာဖြစ်တဲ့အတွက်ကျွန်တော်တို့ circumference ရဲ့ formula လေးကိုအရင်ဆုံးစဉ်းစားမယ်အဲ့တော့ c square to 2 pi r ပေါ့ဒါဆိုရင်ကျွန်တော်တို့ဒီ circumference ကိုကျွန်တော်တဝက်ဝက်လိုက်မယ်ဆိုပါစို့ဒါဆိုရင်တော့ c square to က2 pi r သူက half ဖြစ်မယ်ပေါ့နော်2 pi r ရဲ့တဝက်ဖြစ်မယ်ဆိုတော့ကျွန်တော်တို့ half ကိုကျွန်တော်တို့ပြန်ပြောင်းစဉ်းစားမယ်ဆိုရင် degree နဲ့စဉ်းစားမယ်ဆိုရင်ဒါလေးက180 degree ရှိတယ်ဆိုရင်ဒါလေးက L ပေါ့နော်ဒါဆိုရင်တော့ကျွန်တော်တို့ဒါကိုဘယ်လိုစဉ်းစားလို့ရလဲဆိုတော့180 degree 360 degree မှာ180 degree ရှိတယ်လို့စဉ်းစားလို့ရတယ်ပေါ့နော်ဒါဆိုရင်တော့ဒီမှာတလီနလီဆိုရင်ကျွန်တော်တို့ဒီပုံပြန်ရတယ်ပေါ့နော်ဒီ circumference ရဲ့တဝက်ပြန်ရတယ် okay နောက်တစ်နည်းပေါ့နောက်တစ်ဆင့်ပေါ့နော်နောက်တစ်ဆင့်ကျတော့ L ပေါ့ L ကကျတော့ဒီမှာ degree ကdegree က90 degree ရှိတယ်ဆိုပါစို့1/4ပေါ့နော်ဒီမှာကျွန်တော်တို့2 pi r ရဲ့1/4ဒီမှာကျတော့ဘယ်လိုစဉ်းစားလို့ရလဲဆိုတော့90 degree ရှိတယ်ဘယ်လောက်ကနေလဲဆိုတော့360 degree ကနေပြီးတော့မှ90 degree ရှိတယ်ဆိုရင်ဒါ9တလီ9လေးလီ36ဆိုပြီးတော့မှဒီပုံစံလေးရလာတယ်ပေါ့နော်Okay ကျွန်တော်တို့ဒီကနေသဆင့်ဆက်သွားမယ်ဆိုရင်ဒီတစ်ခါကျတော့ကျွန်တော်တို့90လည်းမဟုတ်ဘူး180လည်းမဟုတ်တော့ဘူးတဲတာဖြစ်သွားပြီဒါဆိုရင်ဒီ L လေးကိုဘယ်လိုရှာမလဲဆိုတော့ထုံးစံအတိုင်းပဲကျွန်တော်တို့2 pi r ဒီမှာကျွန်တော်တို့ဒီပမာဏကိုကျွန်တော်တို့က1/2လည်းမဟုတ်1/4လည်းမဟုတ်တော့ဘူးဆိုတော့ကျွန်တော်တို့ဘယ်လိုလုပ်လို့ရလဲဆိုတော့တဲတာလို့ပဲထားလိုက်မယ်ဒါပေမဲ့ပိုင်းချင်မှာကတော့360ရှိမယ်ဘာဖြစ်လို့ဆိုတော့တဝန်းလုံးကတစ်ခုလုံးက360ရှိတယ်ပေါ့နော် degree တစ်ခုလုံးကဒါပေမဲ့ကျွန်တော်လိုချင်တဲ့ဟာကကျတော့ theta ဆိုတဲ့ degree လေးဟာရဲ့အပိုင်းကိုပဲလိုချင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့arc length ကိုရှာတဲ့ formula ကတော့ဒီပုံစံလေးပေါ့နော် L is equal to 2 pi r times theta over 360 degree ဆိုပြီးတော့မှရလာတယ်အဲ့တော့နားလေမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုမှာနောက်ထပ်ပုံစံလေးနဲ့ပြန်တွေ့ကြအောင်